ကျွန်တော်မှာမာယာအာနာရှိလို့ဒီကြီးမားတဲ့ကြောက်တုံးကြီးအတွင်းကိုမြင်နိုင်ခဲ့တယ်ကြည့်လိုက်တော့အပေါ်ရန်ဘက်မှာပဲခြေနည်းနည်းရှိပြီးအတွင်းမှာတော့တာမန်ကြောက်ပဲဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဘေးမှာရှိတဲ့အကိုတယောက်ကအဲ့ဒီကြောက်ကိုလေးလံတင်ပြီးဝယ်ဖို့စတင်လုပ်လိုက်တယ်ကျွန်တော်လည်းချက်ချင်းပဲဖေကိုမတိုးလိုက်ပါနဲ့လို့ပြောလိုက်တယ်နောက်ဆုံးမှာတော့အဲ့ဒီအကိုကဒေါ်လာ1 သန်းနဲ့ဝယ်သွားခဲ့တယ်။နောက်တစ်လုံးကိုလေးလံတင်လာတဲ့အခါအပေါ်ရန်မှာခြေရှိတဲ့လက္ခဏာတော့မတွေ့ရဘူးဒါကြောင့်စတင်ဈေးကဒေါ်လာ1000ပဲဖြစ်နေတယ်လူတွေကလည်းအားလုံးရေမောပြောဆိုကြတယ်ဒါပေမဲ့ကျွန်တော်မာယာနဲ့ထပ်ပြီးကြည့်လိုက်တော့အတွင်းနဲ့မှာအလွန်တန်မိုးမြင့်တဲ့အနီရောင်ခြေရှိနေတယ်ဆိုတာတွေ့လိုက်ရတယ်ဒါကြောင့်ဖေကိုဒီကြောက်ကိုဝယ်ဖို့ချက်ချင်းပြောလိုက်တယ်ဖေကကျွန်တော်ကိုယုံကြည်ပြီးဒေါ်လာ1000နဲ့ဝယ်လိုက်တယ်အခြားဘယ်သူမှမလေးလံတင်ကြဘူးဘေးမှာရှိတဲ့အကိုကဖေကိုလှောင်ပြောင်ပြီးဒီကြောက်ကဒေါ်လာ100တောင်မတန်ဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာအနားမှာရှိတဲ့ချမ်းသာတဲ့မိန်းကလေးတစ်ယောက်ကလူတိုင်းသိချင်နေကြတာမို့အခုတင်ပဲကြောက်နှလုံးလုံးကိုဖျက်ကြည့်ရအောင်လို့အကြံပြုလိုက်တယ်လူတိုင်းကစိတ်ဝင်စားကြပြီးအားလုံးကအကိုဝယ်ထားတဲ့ကြောက်ကပိုတန်မိုးရှိမယ်လို့ယုံကြည်နေကြတယ်အဲ့ဒါကြောင့်အကိုကလည်းအယံကုန်ယူနေတယ်ကျွန်တော်လည်းချက်ချင်းကြောက်ကိုပြေးသွားပြီးလက်ထဲမှာမာယာအားကိုစူးစီးကဖေဝယ်ထားတဲ့ကြောက်ကိုလက်ပလာနဲ့ဖျက်လိုက်တယ်ဒါပေမဲ့ပထမဖျက်ချက်မှာတော့ကြေးမတွေ့ရဘူးလူတွေစပြီးလောင်ပြောင်တော့မဲ့အချိန်မှာကျွန်တော်ဒုတိယအကြိမ်ထပ်ဖျက်လိုက်တယ်အဲ့ဒီအချိန်မှာအနီရောင်လင်းတောက်ပြောင်ထွက်လာပြီးလူတိုင်းကိုအံ့အားသင့်စေခဲ့တယ်ဒီကြောက်ထဲမှာအလွန်ရှားပါတဲ့အနီရောင်ခြေရှိနေပြီးအနည်းဆုံးဒေါ်လာ1 သန်းတန်မှုရှိတယ်လူတိုင်းကဖေကိုချီးကျူးကြတယ်ဒါပေမဲ့အကိုကတော့ဒါကကံကောင်းတာပဲလို့ပြောပြီးသူ့ကြောက်ကပိုတန်ဖို့ရှိမယ်လို့ပြောတယ်ကျွန်တော်လည်းချက်ချင်းသူ့ကြောက်ကိုဖျက်ဖောက်ကြည့်လိုက်တယ်ဒါပေမဲ့အဲ့ဒီကြောက်ထဲမှာခြေတစ်ဆက်တောင်မရှိဘူးလူတွေကသူ့ကိုလှောင်ပြောင်ကြပြီးသူ့ဒေါ်လာ1 သန်းကလုံးဝအလျော့ဆုံးဖြစ်သွားခဲ့တယ်သူကလည်းအယမ်းနောင်တရနေတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖေကပေးတဲ့မှုတစ်လုံးကိုယူလိုက်တယ်ဖေကတော့ဒါဟာတာမန်မှုပဲလို့ထင်ပေမဲ့ကျွန်တော်သိတာကတော့ဒါဟာတန်ဖိုးရှိတဲ့အရာတစ်ခုပါကျွန်တော်မို့ကိုလှုပ်လိုက်တဲ့အခါချက်ချင်းပဲအဲ့ဒီမိုးကလေးစားဖို့ကောင်းတဲ့ဖရဲလေးတစ်ကောင်ဖြစ်ပြောင်းသွားတယ်အကိုကအယမ်းအံ့အားသင့်ပြီးနီးလာကြည့်တယ်ဖရဲလေးကသူ့ရဲ့မာယာနဲ့ကျွန်တော်ကိုအမျက်တန်ဖို့ရှိတဲ့ဆေးရည်တစ်ခုပေးလိုက်ပြီးပြန်ပြီးမို့ဖြစ်ပြောင်းသွားတယ်ကျွန်တော်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ဒီဆေးရည်ကိုမာယာနဲ့ပေါင်းဆက်ပြီးမျက်မမြင်ဖြစ်နေတဲ့အဖိုးကိုကုသဖို့ဖြစ်တယ်ထို့နောက်အမေရဲ့မှတ်ဉာဏ်ကိုလည်းပြန်လည်ရရှိအောင်လုပ်နိုင်ခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်မိသားစုဟာပြန်လည်ပေါင်းစည်းနိုင်ခဲ့တယ်